ဆရာကြီးကျွန်တော်ဧကရစ်ပုံမှာစောင့်နေတာနှစ်ပေါင်းတသိန်းရှိပြီဗျာခွေးတွေကြောင်းတွေတောင်နက်ပြည်ပြန်တက်ကုန်ပြီကျွန်တော်ကဲတဲ့ငှက်တောင်မိစ္ဆာတွင်ပြောင်းပြီးနက်ဖြစ်သွားပြီးအခုရင်းကြီးရဆိုတဲ့ကောင်မလေးပါပြန်တက်သွားတော့ငါတယောက်တည်းကြံခဲ့တာပေါ့ဩနေပါဦးဒီနေ့အတွက် daily check-in လုပ်ဖို့မေးတော့မလို့ပဲ check-in ဝင်လိုက်စမ်းဒီတင်းအင်ရှင်ခင်ဗျာနှစ်ပေါင်းတသိန်းပြည့် check-in အောင်မြင်စွာလှုပ်ဆောင်ပြီးပါပြီအမြင့်ဆုံးဆုလက်အဖြစ်ဘေးဒုက္ခကိုကျော်လွှားပြီးနက်ပြည်သူတိုက်ရိုက်ပြန်တက်ခွင့်ပါကိုရရှိပါပြီမင်းဖုန်းဟာနှစ်ပေါင်းတသိန်းဗျာနောက်ဆုံးတော့ငါအလှည့်ရောက်ပြီဟဲ့မနေ့ပြန်ကြရင်ငါမင်းဖုန်းကဓာတ်တစ်ချက်ထဲနဲ့နက်ပြည်တကားကိုဖွင့်ပြီးကောင်းကင်ဘုံကိုတက်လန်းပြမယ်တပည့်ခိုင်းချုပ်ကြီးမကောင်းတော့ဘူးဗျခိုင်းချုပ်မင်းတို့ကတော့ကွာကောင်းကင်ကြီးပြိုကျလာလို့လားငါကြင်ကြံနေတာကိုလာနှောက်ရှက်ရအောင်တပည့်ကောင်းကင်ပြိုတာမဟုတ်ပါဘူးဟိုနက်ရည်စင်ကန်ကအယောင်တွေတောက်လာလို့ပါဆရာကြီးဆရာကြီးနောက်ဆုံးတော့နက်ပြည်ပြန်တက်လာတော့မယ်ထင်တယ်ခိုင်းချုပ်ဟန်ကြစီတူရင်တကိုင်းလုံးမှာရှိတဲ့သူတွေအကုန်ထွက်ခဲ့ကြမိုင်းတစ်ထောင်တွင်းမှာရှိတဲ့နက်ရည်စင်ကန်တွေအကုန်လုံးကိုတွားပြီးစောင့်ကြကြစမ်းငါကိုယ်တိုင်ဆရာကိုတွားကြုံမလို့တက်လက်လိုက်စမ်းငါတို့မဟာချန်အင်ပါယာရဲ့ထိပ်သီးပညာရှင်တွေအကုန်အမောင်ထဲကထွက်ခဲ့တော့နေမြေထဲကနက်ရည်စင်ကန်မှန်သမျှကိုပိတ်ဆို့ထားကြဆရာကြီးကိုမတွေ့ပဲပြန်လာရင်မင်းတို့ကောင်းတွေအကုန်ဖြတ်ဖြစ်မယ်နက်ပြည်တပါဟာကလေးတို့ငါနဲ့တူတူကြုံကြိုးနေမြေကိုချစ်တက်ကြမယ်ငါဆရာကိုကြိုးတာကိုဘယ်သူတားရဲ့လဲတားတဲ့ကောင်ဂိုင်းကိုခုစလုံးကိုအမြင့်ပြတ်တက်ဖြစ်မယ်ဒီတဆင့်ကလည်းအောင်မြင်ပြီးဟိုတဆင့်လည်းအောင်မြင်ပြီးကောင်းကင်ကြီးရေမိုးချိုးပြလို့ဝါပြီလားနှစ်ပေါင်းတသိန်းဆောင်ခဲ့ရတာဒီနေ့တော့ငါနက်ပြည်ကိုတွားပြီးအကျွေးတွေလိုက်တောင်းရတော့မယ်အိုးမိုးချိုးတန်ကခက်ဆက်ဆက်လေးပဲအားရစရာရှိသေးတယ်တပည့်တို့ရေဆရာကြီးမင်းတို့စီလာပြီဟဲ့ဒါကွက်ကိုကြည်စမ်းခွဲထွက်စမ်းမင်းဖုန်းဒါဘယ်နေရလဲဒါနက်ပြည်လားအင်းနက်ပြည်ရဲ့လူတစ်ကြိုဆိုတဲ့ရေကန်ကဘာလို့အများသုံးရေချိုးခန်းနဲ့တူနေရတာလဲစနစ်3ပေးချက် Asian ဒီစကြဝဠာဤအမြင့်ဆုံးပုံတို့အောင်မြင်စွာရောက်ရှိသွားတဲ့ဖြင့် check-in system အသစ်ပွင့်သွားပါပြီနက်ပြည်ရဲ့စွမ်းအားတွေကိုစတင်ဆုံးယူနေပြီးကြင်ကြံစင်အလိုလျောက်တိုးတက်နေပါသည်စစ်မှန်သောနက်ဖျားအဆင့်1အဆင့်3အဆင့်6အစေခံညီလေးကူညီပါဦးမင်းဘေးနာကငါတို့တခင်မလေးကိုရေထဲကနေတွဲထုတ်ပေးပါဦးမင်းဖုန်းမရတာပေါ့ငါလက်ထဲအလိုက်အင်းဒီကောင်မလေးကရုပ်ရည်လေးကတော့မစိုးဘူးပဲအဆောင်ခွေးကောင်မင်းငါတို့တခင်မလေးကိုစော်ကားရဲတယ်ပေါ့မင်းရဲ့ညစ်ပတ်တဲ့လက်ကိုတခင်မလေးကိုပေါ်ကနေအခုချက်ချင်းဖယ်ဆန်းမဟုတ်ရင်ငါမင်းကိုအပိုင်းပိုင်းခုတ်ပြင်မယ်လွန်ခဲ့တဲ့နှစ်ပေါင်းတသိန်းလုံးမှာငါ့ကိုဒီလိုလက်ညှိုးထိုးပြီးပြောတဲ့ကောင်တွေအကုန်ပြတော့မကြမ်းတော့ဘူးလက်လွတ်ပေးရမလားရတာပေါ့ဒီတင်းအင်ရှင်ဒီပုံတင်နေအတိုင်းမလုပ်ဆောင်ပဲလမ်းခွဲထွက်တဲ့ဖြစ်အပိုးစုလက်အဖြစ်နတ်စွမ်းရေးပြောင်းလဲမှုနှုံတရားမြန်ဆန်သွားပါပြီမင်းဘာလို့တခင်မလေးကိုလှုပ်ချလိုက်တာလဲမင်းငါတို့ကိုတတ်မဲ့ပြဿနာရှာတာလားတီချင်းနေပြီးပဲတက်ပြစ်မယ်အကြီးကဲမာယူရဲကောင်တွေအခုချက်ချင်းလက်ရကြဆန်းဒီလောက်ပြင်းထန်တဲ့စွမ်းအားပြီးအမျိုးဆိုရင်သူကဒဏ္ဍာရီတဲကအမြင့်ဆုံး permission နဲ့ပြည်တလန်းသူပဲဖြစ်ရမယ်အခုဘသူကများသူ့ကိုထီရဲသေးလဲမင်းဖုန်းဘက်လက်ကညီလေးစိတ်မရှိပါနဲ့ညီလေးရဲ့အယိုးဆောက်အုံကတကယ်ကိုထူးခြားတယ်အောက်ပုံမှာလည်းဘရင်တစ်ပါးဖြစ်ခဲ့မှာတေးချတယ်အခုနက်ပြည်ကိုရောက်ခါစားဆိုတော့တဲကိုစရာနေရာမရှိသေးဘူးမလားငါတို့ကအမှုယုံကိုင်းကပါညီလေးကရောက်ချင်းစစ်မှန်သောနက်ဖျားအဆင့်တောင်ရှိနေပြီဆိုတော့ငါတို့ရဲ့တာလော့ဓာကိုင်းကိုဝင်ဖို့စိတ်ဝင်စားလားမင်းဖုန်းတာလော့ဓာကိုင်းတိတ်နမဲကြီးလို့လားဒါပေါ့ငါတို့ဂိုင်းချုပ်စူးချင်းရွှေရဲ့တပညာကပြန်ပက်ကင်းမဲ့ဟိုယွန်ဓာကွက်နဲ့မိုင်းတစ်ထောင်တွင်းမှာရန်သူမရှိဘူးစစ်မှန်သောနက်ဖျားအဆင့်ရှိရင်ဂိုင်းကိုဝင်တာနဲ့အထူးဧည့်သည်တော်အဆင့်အခွင့်အရေးရမှာဒါတကယ်ရှားမှရှားတဲ့အခွင့်အရေးနော်မင်းဖုန်းစူးချင်းရွှေဟိုယွန်ဓာကွက်ဟုတ်လားမင်းဖုန်းအတိတ်ကိုတတိယသွားသည်ကလေးမလေးတယောက်ကဆရာကြီးသမီးကိုအစွမ်းထက်တဲ့ကွက်တစ်ခုလောက်တင်ပေးပါဦးသမီးဖျဲတီးစားခြင်းလို့ဟူပြောရမင်းဖုန်းကမင်းဝတ်တော်မလေးဖြစ်နေတာကိုကဲဒီဓာကွက်ကိုဝတ်တော်ဟိုယွန်ဓာကွက်လို့မှတ်ထားပြီးသွားစောတော့ဟူပြောခဲ့ဘူးသည်မင်းဖုန်းစိတ်ထဲမှာအဲ့ဒီဝတ်တော်မလေးကအခုဂိုင်းထောင်ပြီးဂိုင်းကျုပ်တောင်ဖြစ်နေပြီပေါ့နာမည်ကိုလည်းဟိုယွန်ဓာကွက်လို့ပြောင်းထားသေးတယ်ကောင်းပြီလေငါဂိုင်းထဲဝင်မယ်ကောင်းပါပြီနဲ့ရတနာလေးပေါ်ကြွပါဂိုင်းကိုပြန်ကြမယ်ဟေးလူငယ်မင်းပါလုံးနေတာလေမင်းရဲ့ညစ်ပတ်တဲ့လက်ကိုဖယ်ဆန်းအင်းဒါငါလွန်ခဲ့တဲ့အချိန်ကကလေးတယောက်ကိုပေးခဲ့တဲ့ရန်ချမ်းချီထားပဲအဆောင်ဒါကဂိုင်းချုပ်ကြီးအချစ်ဆုံးတမိုးအကြီးဆုံးရတနာပြမင်းပျက်စီးအောင်လုပ်ရင်မင်းအသက်30ချောင်းရှိရင်တော့လောလို့မလောက်ဘူးပျက်စီးမယ်ဟုတ်လားငါသာသူ့ကိုတစ်ချက်လန့်ခေါ်လိုက်ရင်သူငါလက်ထဲကိုဘလိုလိုပြေးဝင်လာလိမ့်မယ်ဆိုတာမင်းတို့ယုံလားဟာမင်းနဲ့ရေစင်ကန်ကရေတွေတောက်မိပြီးယူသွားတာထင်တယ်ဒီရတနာကဒီမှာရှိနေတာနှစ်ပေါင်း73သူညရှိပြီးခိုင်းချုပ်ကလွယ်ရင်ဘယ်သူမှတလက်မတောင်မရွှေ့နိုင်ဘူးအောက်ပုံကတောသားကတော့လူရဝင်ချင်းလို့ယူနေပြီးထင်တယ်မင်းသားအဲ့ဒီဓာတ်ကိုလှုပ်အောင်လုပ်နိုင်ရင်ငါဒီနေ့ဒီကွင်းပြင်ကကြောက်ပြားကိုအစိမ့်လိုက်ဝါစားပြမယ်မင်းဖုန်းကောင်းပြီလေမင်းပြောတာတော့ခဏနေရင်ကြောက်ပြားကမာလို့တွားကျိုးတယ်လို့လာမကြီးနဲ့ဟိုးအဖော်ဟောင်းကြီးအဲ့လိုဝါပြီလားလာခဲ့စမ်းမင်းကလေးလှုပ်တဲ့ကဲ့သို့တကဘာလုံးတုံခါသွားပြီးဒါကမင်းဖုန်းလက်ထဲသို့အလိုလိုပြန်ဝင်လာသည်ဖရားကြီးဒါဘယ်လိုဖြစ်နိုင်မှာလဲမင်းဖုန်းဘယ်လိုလဲငါပြောသားပဲသူအလိုလိုပြေးလာလိမ့်မယ်လို့ဒီတင်းရန်သူစိတ်ဓာတ်များအကုန်ပြိုလဲသွားတဲ့ဖြစ်အေရှင်အားကျင့်ကြံမှုတတန်းနှစ်တဲ့သူများဆုချလိုက်ပါပြီစောကဘသူလျံချမ်းချီကိုလာထိတာလဲကြီးကြက်ရေးမှုဒီကောင်ပါပဲသူမန္တန်ဆုံးအတက်နဲ့ယတနာကိုခိုးယူလိုက်တာဂိုင်းကြီးအကြီးကဲဒါမဖြစ်နိုင်တာမင်းကဘသူလဲဘသူတပည့်လဲငါနာမည်ကရက်နန်းဂိုင်းကြီးအကြီးကဲရက်နန်းတခါမှမကြားဘူးပါဘူးဒါပေမဲ့ဒီကိစ္စကကြီးကျယ်လုံးလို့မင်းကနဲ့တူတူလိုက်ပြီးစရင်သွင်းရမယ်မင်းဖုန်းစိတ်ကြိုက်မနှက်ဖြန်ငါအားမသွားမယ်မင်းကဧည့်သည်တော်မို့လို့ဒီနေ့တော့ငါအရေးမယူသေးဘူးမနှက်ဖြန်ခင်းအစည်းအဝေးကြမှာမင်းကိုဘယ်ပို့မလဲဆိုတာစီစဉ်မယ်ဝတ်တုံမလေးရဲ့လက်အောက်ငယ်သားတွေကတော့ဂိုင်းပေါ်တော်တော်သစ္စာရှိကြတာပဲကဲ daily check-in လုပ်ရအောင် check-in ဝင်လိုက်စမ်းဒီတင်းယနေ့ check-in အားကံကောင်းမှုအစား30ဆင့်မြင့်တင်ပေးလိုက်ပါပြီစုလက်များကြင်ကြံမှုတက်တန်းနဲ့3သူညကုန်းထုံကောင်းကင်တစိတ်တော်ရတနာနဲ့ဓာတ်တစ်ချက်ထဲနဲ့နက်ဖျားကိုတက်ချင်းထိပ်တိတပညာဤဓာပညာသည်ဂျင်ရှန်ဂုံးပလမော်တော်အဆင့်ရှိသူမှန်သမျှကိုတစ်ချက်ထဲနဲ့အပြတ်တက်နိုင်ပါသည်ကြင်ကြံစင်များစက်တိုက်တိုးတက်သွားသည်စစ်မှန်သောနက်ဖျားအဆင့်6အဆင့်9အဆင့်9ထိပ်တိအဆင့်
ထိပ်တီးအဆင့်ကိုရောက်သွားပြန်ပြီလားနက်ပြည်ရဲ့ကျင့်ကြံစင်ကလည်းဒီလောက်ပဲလားဓာတ်တစ်ချက်တည်းနဲ့ကျင်ရှမ်းအဆင့်ကိုတတ်နိုင်နေဆိုတော့အခုမှစောလို့ကောင်းတော့မယ်စူးချင်းရွှေမနှက်ပြန်မင်းငါကိုမြင်ရင်ငိုမယိုဖြစ်မနေနဲ့ဦးဟာဟာဟာစူးချင်းရွှေဝတ်တုံမလေးခေါင်းချုပ်ဆရာပမာလဲဟင်လူချင်းရှမ်းစူးချင်းရွှေနေကောင်းရဲ့လားဟာဟာဟာဤကြံကိုင်းရဲ့ဓာတ် igrit လူချင်းရှမ်းဟုတ်လားဒီလိုစီအုပ်ထုံးတဲ့လူအိုကြီးကတော့ဓာတ် igrit လို့ကိုခေါ်နေသေးတယ်နက်ပြည်ကဘွယ်ထူးတွေရဲ့အရေးသွေးကတကယ်နေပါလုံးနဲ့ခေါင်းချုပ်စုဘာလို့လူချင်းခက်စိမ့်စိမ့်နေရတာလဲဒီနေ့ငါသားကိုခေါ်ပြီးပညာရဲ့ချင်းဖလဲမလို့လာတာပါလူချင်းရှမ်းငါတို့တာတော့ဓာတ်ကိုင်းကမင်းကိုမကြိုးဆိုဘူးအခုချက်ချင်းထွက်သွားလောင်းကြီးထက်ကြမလားဒီဘက်ချင်းတိုင်မဲငါတို့နိုင်ရင်မင်းကငါမိမဖြစ်ရမယ်မင်းကိုင်းကငါအောက်ကိုရောက်ရမယ်တာတော့ခိုင်းသားအရှက်မရှိတဲ့ကောင်ငါတို့ခိုင်းချုပ်ကိုစော်ကားရဲတယ်ပေါ့ငါဖက်ယုံအမင်းရဲ့အစွမ်းကိုစမ်းပြမယ်လူချင်းရှမ်းရဲ့သားလူလျှောက်ရန်မှတ်ထားလိုက်စမ်းငါနာမည်ကမင်းရဲ့ဓာတ်သမားဘဝကိုအဆုံးသတ်မဲ့သူပဲကဲငါရဲ့ဓာတ်စွမ်းအားကိုမြည်စမ်းကြည့်စမ်းသွားစမ်းဘာမဖြစ်နိုင်တာဟာဟာဟာတကွက်ထဲနဲ့ဖက်ယုံအန်းကိုအကျိုးပြတ်သွားစေရမယ်ဒါလားစူပါကိုင်းဆိုတာမိမတယောက်ရဲ့အနောက်မှာပုံနေတဲ့အမိုက်တွေကြီးပဲဘယ်သူမှမရှိတော့ဘူးဆိုရင်စူးချင်းရွှေငါနဲ့တူတူလိုက်ခဲ့ပြီးမင်္ဂလာဦးညဆင်တွေဖို့ပြင်တော့မင်းအိမ်မက်နေလိုက်စူညံလိုက်တာဗျာဟိုလူချုံရှမ်းဆိုတဲ့လူမင်းရဲ့လောင်းကြီးအတွက်နေကတိတ်မတရားဘူးထင်တယ်ငါနာမည်ကလူချင်းရှမ်းကွမင်းကဘာကောင်မို့လို့ဝင်ဟောင်းနေတာလဲမင်းဖုန်းမင်းတို့ရဲ့လောင်းကြီးကတိတ်ပေါ်လွန်းလို့နည်းနည်းလောက်ပြောင်းရအောင်တကယ်လို့မင်းတို့ရှုံသွားရင်မင်းတို့သားဖနှစ်ယောက်နဲ့ကောင်းကင်ကစစ်ရထားဖို့ကလူတွေအကုန်လုံးအသက်တွေကိုဒီမှာထားခဲ့ရမယ်ပြီးတော့ဤကြံခိုင်းကိုဖျက်သိမ်းရမယ်ဒါယူသွားပြီလားသူကရောက်ခါစားနဲ့ယုံပဲရှိသေးတာဘဲကတတိတွေလဲဟာဟာဟာနတ်စွမ်းအင်တော်အကုန်မပြောင်းလဲရသေးတဲ့ပရွက်စိတ်တကောင်ကငါအသက်ကိုတောင်းနေတယ်ပေါ့စူးချင်းရွှေမင်းရဲ့လူတွေကဒီလောက်ကြွားဝါနေတာကိုမင်းကခေါင်းရှုပြီးကြောက်နေတော့ပဲလားစူးချင်းရွှေမင်းဖုန်းကိုစိုက်ကြည့်ရင်စိတ်ထဲမှာနှစ်ပေါင်း1000ကျော်သွားပြီဒီလိုမခန့်လေးစားနဲ့စားနောက်တက်တဲ့လေးတံမျိုးဆရာကြီးကောင်းပြီငါဒီလောင်းကြီးကိုလက်ခံတယ်ငါတို့ဘက်ကရှုံးရင်တာလော့ဓာခိုင်းကိုမင်းကိုအပ်မယ်မင်းတို့ရှုံးရင်တော့မင်းတို့ဤကြံခိုင်းဖြတ်သိမ်းပြီးအသက်တွေအကုန်ထားခဲ့ရမယ်ကောင်းပြီစူးချင်းရွှေမင်းကိုယ်တိုင်တေတွင်းတူးတာတော့သားကြီးအဲ့ဒီကောင်ကိုအရင်ဆုံးပြဖြစ်အောင်လုပ်ပစ်လိုက်မင်းဖုန်းဘာလို့လောနေတာလဲတာဖြစ်သူကအရင်တည်းအဖေဖြစ်သူကနောက်မှတည်းငါကအလှည့်ကျလုပ်ရတာကိုသဘောကျတယ်ကဲတကယ်ဓာပညာအစစ်အမှန်ဆိုတာဘာလဲဆိုတာမင်းတို့ကိုပြရတာပေါ့ကောင်လေးနောက်ဘဝကြရင်အုံနောက်ရှိနဲ့လူဖြစ်အောင်လုပ်ပါငါရှိမှမင်းသားတော်ထုတ်ခွင့်ရမှာမဟုတ်ဘူးတေဆန်းတာလောက်ခိုင်းသားများဒါနမိတ်အာယုံပဲသူကအထက်နဲ့ဖျားအစင်တောင်အလွယ်တကူမရင်ဆိုင်ရဲတဲ့ကွက်ကိုတုံးလိုက်ပြီးရဲ့နန်တော့တေးပြီးငါတို့ခိုင်းလဲပြက်ပြီးတေဆန်းဒီလောက်လေးနဲ့လားညံ့လိုက်တာဝုံမဖြစ်နိုင်တာငါရဲ့ဓာအခြေခံအကုန်ပျက်စီးသွားပြီငါရဲ့ကြင်ကြံစင်တွေငါရဲ့ဒါနမိတ်တွေအကုန်ပျောက်ကုန်ပြီအာဒီတင်းလူလျှောက်ရန်ဤစိတ်တက်များလုံးဝပြူလဲသွားသဖြင့်အိမ်ရှင်အားကြင်ကြံမှုတတန်းနှစ်သုံးသူများစုချလိုက်ပါပြီဒါနမိတ်ဆိုတဲ့အပူလုံးတွေကဘာလို့ဖို့လဲဓာပညာဆိုတာမင်းတို့လိုကလေးကလာကစားစရာမဟုတ်ဘူးတကွက်ထဲမဟုတ်ဘူးသူဓာတ်တော်မထုတ်လိုက်ရပဲလူလျှောက်ရန်ကိုအပြက်ရှင်းပစ်လိုက်တာလားဒါစစ်မှန်သောနတ်ဖျားဆင်ရဲ့စွမ်းအားဟုတ်လို့လားသူကထင်တာထက်ပိုစွမ်းထက်နေတယ်တာကြီးခွေးကောင်မင်းကိုငါအစိမ့်လိုက်တတ်မယ်လူချင်းရှမ်းမင်းသားသူ့ရဲ့စပင်တပင်ကိုထိရဲရင်မင်းရဲ့ဤကြံကိုင်းတစ်မျိုးလုံးကိုငါအမြင့်ပြတ်တက်ဖြစ်မယ်ဒီနေ့အဲ့ဒီကောင်ကိုမအပ်ရင်ဒါတော့ဓာကိုင်းတွေကကြက်နဲ့ခွေးတောင်အသက်ချမ်းသာမပေးဘူးထိုစဉ်စူးချင်းရွှေသည်လူချင်းရှမ်းကိုဂယုမဆိုင်ပဲမင်းဖုံးဤရှေ့သို့ရှောင်းလန်းလာပြီးဒူးထောက်ချလိုက်သည်တပည့်မလေးစူးချင်းရွှေကဆရာကြီးကိုဂါရဝပြုပါတယ်ဆရာကြီးနက်ပြည်ကိုကြွမြန်းလာတာကိုကြိုးဆိုပါတယ်